ဒေစီကတော့ဟိုရှိုးဝက်သေးဖို့အဖွားအိုကြီးကိုခေါ်လာဖို့မမေ့ခဲ့ပါဘူး Come on. We've got work to do. မကြခင်မှာပဲဒေစီဟာဂျက်ရဲ့မဲဆွယ်စည်းရုံးရေးရုံးခန်းကိုရောက်လာခဲ့ပါတယ်သူကလက်ဖက်ရည်ဖြော်တာကြမ်းတိုက်တာကအစဘာပဲခိုင်ခိုင်အခမဲ့လှုပ်အားပေးမယ်လို့ပြောခဲ့တယ်ဒီလိုအလားကားရတဲ့လှုပ်အားကိုဘသူကမလိုချင်ပဲနေပါမလဲဒေစီဟာဂျက်ရဲ့အဖွဲ့ရဲကိုချောချောမွေ့မွေ့ဝင်ရောက်သွားပြီးသူထင်ထားတဲ့အတိုင်းပဲဂျက်ရဲ့လူကြိုက်များမှုနှုန်းကလည်းမြင့်တက်လာခဲ့တယ်နောက်ဆုံးမှာတော့သူဟာတမတက်လောင်းတွေထဲမှာရေပန်းစားဆုံးသူဖြစ်လာခဲ့တယ်နောက်ဆုံးတော့မဲဆွယ်ပွဲရဲ့နောက်ဆုံးနေ့အခမ်းအနားကြီးကြားရောက်လာခဲ့ပါပြီဂျက်ရဲ့မိန်ကုံပြောပွဲကိုဒီအားကစားကွင်းကြီးထဲမှာကျင်းပမှာဖြစ်ပါတယ်ဒေစီကတော့ထောက်ပံ့ပို့ဆောင်ရေးအဖွဲ့နဲ့အတူလိုက်ပါလာခဲ့တယ်မကြခင်မှာပဲဂျက်ရဲ့စက်တိုက်လေးကျင့်ခန်းဆက်ပါတော့တယ်ဒီအချိန်မှာဒေစီကအိမ်သာသွားခြင်းလို့ဆိုပြီးထွက်လာပေမဲ့လက်တန်းကိုကြော်တက်ပြီးကွင်းထဲကိုဥတီသွားခဲ့တယ်ဝန်ထမ်းတွေကသူမကိုရှေ့ဆက်မတိုးဖို့တားပေမဲ့ဒေစီကတော့ဂယုမဆိုင်ခဲ့ပါဘူးသူမဟာဖုန်းကိုဂျက်ဘက်ကိုချိန်ထားပြီးအကွာဝေးတိုင်းကိရိယာကိုလည်းတစ်ချိန်ထဲမှာပဲဖွင့်လိုက်ပါတယ်နာနာကအထူးရဲတပ်ဖွဲ့ဝင်တွေကလည်းမစင်မချင်းမလုပ်ဖို့နဲ့ရက်တက်နေဖို့တတိပေးပေမဲ့ဒေစီကတော့ဂယုမဆိုင်ပါဘူးသူမဟာဂျက်နဲ့သူမကြားအကွာဝေး83ကိုက်အထိရောက်တဲ့အထိဖုန်းမျက်နှာပြင်ကိုကြည့်ရင်စောင့်နေခဲ့တယ်အကွာဝေးရောက်တော့မှရက်လိုက်ပြီးမျက်စိတမိတ်အတွင်းမှာပဲဟိုဖွားအိုကြီးကဂျက်ရဲ့ဘေးနားမှာပေါ်လာခဲ့ပါတယ်အဖွားအိုကြီးကလက်ဟန်ချေဟန်ပြလိုက်တာနဲ့ဂျက်ဟာလက်ပြလွင့်သွားတဲ့လူလိုဒေစီကိုစိုက်ကြည့်ပြီးယူသွားတဲ့လူလိုထပြေးတော့တာပါပဲအထူးရဲတပ်ဖွဲ့ဝင်200တောင်သူ့ကိုမမီလိုက်ပါဘူးနောက်တော့ဂျက်ကသတင်းထောက်တွေကိုတမရရွေးကောက်ပွဲကနေအပြီးအပိုင်နှုတ်ထွက်ပြီးဘသူမှသူ့ကိုလာမရှုပ်ဖို့ကြေညာလိုက်တယ်အဲ့ဒီနောက်သူဟာလူမြင်ကွင်းကနေပျောက်ကွယ်သွားပြီးဘယ်တော့မှပြန်ပေါ်မလာတော့ပါဘူးဒီလိုနဲ့ပဲဒေစီဟာသူ့ရဲ့ညံကောင်းမှုနဲ့အဖွားအိုကြီးရဲ့အထူးစွမ်းအင်ကိုတုံးပြီးကဘာကြီးကိုမျက်စိတမိတ်အတွင်းမှာပဲကယ်တင်လိုက်ပါတော့တယ်နှစ်ပေါင်း40ကြာပြီးနောက်မှာတော့ဒေစီဟာစံပင်ဖြူတွေနဲ့အဖွားအိုကြီးဖြစ်လာခဲ့ပြီသူမရဲ့ဘဝကနေဝင်ချိန်ရောက်နေပေမဲ့သူမကဘာကြီးကိုကယ်တင်ခဲ့ဘူးလေဆိုတာဘယ်သူမှမသိကြပါဘူးဒါပေမဲ့သူမမသေးခင်လေးမှတင်ဟိုဖွားအိုကြီးဟာ83ကိုက်တက်မှတ်ချက်ကိုကြော်ပြီးသူမစီကိုဖြည်းဖြည်းချင်းလျှောက်လာတာကိုအံ့သားစွာတွေ့လိုက်ရတယ်အဖွားအိုကြီးကခေါင်းလဲတော့မဲ့ဆဲမှာပဲဒေစီဟာသူမရဲ့လွန်ခဲ့တဲ့နှစ်40လုံးကိုပြန်နှွေးမိပြီးနောက်တစ်ခါမှတော့သူမဟာတောင်ပြင်ကွင်းပြင်ကြီးရဲ့ကိုရောက်သွားခဲ့ပါတယ်ရှေ့ကိုလန့်ကြည့်လိုက်တော့အဝေးစီကအမျိုးသမီးဟာသူမရဲ့ငယ်ဘဝပုံရိပ်ဖြစ်နေတာကိုတွေ့လိုက်ရတယ်ဒီအချိန်ကျမှဒေစီတယောက်နားလည်သွားပါတော့တယ်သူမမြင်နေရတဲ့ရှိုးဝက်တီးကိုအဖွားအိုကြီးဟာတကယ်တော့သူမရဲ့အနာဂတ်ပုံရိပ်ဖြစ်ပြီးအခုချိန်မှာတော့သူများတွေကိုပျောက်သွားစေနိုင်တဲ့စွမ်းအင်ကိုသူမပိုင်ဆိုင်နေပြီလေဒါကြောင့်ပဲဒေစီကိုတတိထားမိအောင်လက်တွေဝှေ့ရမ်းပြနေတာဖြစ်ပြီးဒီလိုလုံးမှသာကဘာကြီးကိုကယ်တင်တဲ့သူတို့ရဲ့တန်တရားဆက်ဝိုင်းကြီးပြည့်စုံသွားမှာဖြစ်ပါတော့တယ်